ကတော့ခရစ်တော်အတွက်တာမဟုတ်ခဲ့ရင်ဆိုတဲ့ခေါင်းစဉ်နဲ့ရှင်းပြမယ်။ဘုရားတန်မြန်မာနှစ်ချင်းသင်းတော်မှာအင်ဂျလာအေးပဲဖြစ်ပါတယ်။ကျမတို့လူတရားရဲ့ဘဝမှာကြီးမားတဲ့ဆုံးလုံးမှုစွန့်စားမှုကိုလုပ်ရတော့မယ်ဆိုလို့ရှိရင်ကိုချန်ထားခဲ့ရမယ့်အရာတွေအများကြီးရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ထိုင်းနိုင်ငံကိုလာမယ်ဆိုရင်ပဲမိသားစုကိုဆုံးခဲ့ရတဲ့လူတွေရှိတယ်။မောင်နှမတွေနဲ့ခွဲခွာခဲ့ရတဲ့လူတွေရှိပါတယ်။ကျမတို့အရောက်စီတိုင်းမှာမိသားစုမရှိရင်တောင်မှကိုယ့်ရဲ့အခြားသောအရာတွေပေါ့ပညာရေးရှိမယ်စီးပွားရေးလူမှုရေးစသဖြင့်ဆုံးလုပ်ခဲ့ရတဲ့အရာတွေရှိပါတယ်။အဲ့လိုပဲဆရာယူဒတန်ဟာဆိုရင်လည်းခရစ်တော်တော်တောင်ဟောက်ခဲ့ရင်ဆိုတဲ့ခေါင်းစဉ်လေးတစ်ခုကြောင့်အတွေးလေးတစ်ခုကြောင့်သူ့ရဲ့အောင်မြင်ကြော်ကြားတဲ့လူနေမှုဘဝကိုဆုံးလုပ်ခဲ့ရပါတယ်။ဆရာဟာဆိုရင်ပထမအဆုံးမိသားစုတွေကိုဆုံးလုပ်ခဲ့ရတယ်။နောက်တစ်ခုသူက Brown တက္ကသိုလ်ကနေပြီးတော့ကတိကပွဲကိုရရှိခဲ့တယ်။ဒါပေမဲ့အဲ့ဒီပွဲမှာလည်းဆရာကတာယာမနေခဲ့ပါဘူး။ဆုံးလုပ်ခဲ့တယ်။နောက်တစ်ခါသိက္ခာရဆရာကြီးဒေါက်တာဂရစ်ပင်ကလည်းဘော့စတွန်မြို့ရဲ့အကြီးဆုံးတင်တော်ကြီးမှာအတူတကွအမှုတော်ထမ်းဖို့ဖိတ်ခေါ်ခဲ့တဲ့အခါမှာလည်းဆရာကညှင်းပယ်ခဲ့ပါတယ်ဒီအရာတွေကိုညှင်းပယ်ခဲ့ပြီးတော့မှရှင်မသက်ခရဝင်ကျမ်းခန်းကြီး28အငယ်18-19မှာပါတယ်တင်တို့သွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေရဆိုတဲ့အရာကိုစိတ်နှလုံးသားထဲမှာဆွဲမြဲနေပြီးတော့မှဆရာကဒီအရာပဲခေါင်းထဲမှာရှိနေပြီးတော့သာသနာပြုဖို့ပဲစိတ်ကူးရှိနေတဲ့အခါမှာဒီအရာတွေအလုံးစုံကြော်ကြားမှုတွေအောင်မြင်မှုတွေတတ်တာရှိတဲ့လူနေမှုဘဝတွေကိုဆုံးလွတ်ခဲ့ပြီးတော့မှမြမမြေကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်ဆရာဟာခရစ်တော်အတွက်တောင်ဟုတ်ခဲ့နေဆိုတဲ့အရာမရှိခဲ့ဘူးဆိုရင်ကျမတို့မြန်မာနိုင်ငံမှာအဲ့ဒီအချိန်တုန်းကခေတ်ပြက်စနစ်ပြက်ကြီးအုပ်ချုပ်မှုတွေကလည်းအရန်ကိုစိုးဝါးနေတဲ့အချိန်ဖြစ်တယ်ဘယင်ခေတ်ဖြစ်တယ်အသက်အန္တရာယ်တော့ရှိတယ်အသက်အန္တရာယ်ကိုပြောတဲ့ပြည်ဖြစ်တယ်ဘာသာစကားဆိုလည်းမတူဘူးဒီလိုနေရာမှာလာပြီးတော့ခရစ်တော်တော်တောင်ဟုတ်ခဲ့နေဆိုတဲ့အရာလေးနဲ့ပဲလာပြီးတော့ဒုက္ခဆင်းရဲတွေကိုခံခဲ့တာဖြစ်တယ်ခရစ်တော်တော်တောင်မဟုတ်ခဲ့ရင်ဒီနေ့ကျမတို့မြန်မာလိုဖတ်နေရတဲ့တမန်ကျမ်းစာဆိုတာလေရှိလာမှာမဟုတ်ပါဘူးဆရာကခရစ်တော်တော်တောင်မဟုတ်ခဲ့နေဆိုတဲ့အရာလေးနဲ့ပဲတမန်ကျမ်းစာကျမတို့ထိုင်းနိုင်ငံမှာနေရတော့မှပဲတခုခုထိုင်းစကားမတတ်ဘူးလို့ဈေးသွားဝယ်ရတာအစားခက်ခဲတယ်စကားပြောရဆေးရုံဆေးကသွားလို့ရတယ်ခက်ခဲတယ်ဒါပေမဲ့ဆရာကဒီအခက်ခဲတွေကိုမမှုပဲနဲ့မြန်မာလူမျိုးတွေမြန်မာကျမ်းစာကိုဖတ်နိုင်အောင်လို့အခက်ခဲတွေကြားကနေဆရာကစူးစမ်းခဲ့တယ်ဘယ်လိုစူးစမ်းခဲ့လဲသူကဒီတမန်ကျမ်းစာကိုအင်္ဂလိပ်ကိုကနေမြန်မာလိုပြန်လိုက်လို့ရှိရင်မြန်မာနဲ့အင်္ဂလိပ်ဘာသာကြားမှာစကားလုံးကွာဟမှုဖြစ်သွားရင်မှားရင်းမှာစိုးတဲ့အတွက်မူရင်းဂရိဟေရဲဘာသာစကားကနေမြန်မာဘာသာကိုဓာတ်ရိုက်ပြန်ဆိုခဲ့တယ်ဆရာဟာဆိုလို့ရှိရင်ဒီအရာတွေကိုလေ့လာတဲ့အခါမှာအရင်ခက်ခဲပါတယ်ကျမတို့အနေနဲ့လည်းဘာသာစကားတစ်ခုကိုလေ့လာလို့ဆိုစကားပြောရတာကလည်းဘာထမင်းစားမယ်ရေးတော့ဒါကိုစာအနေနဲ့ရေးမယ်ဆိုရင်ထိုင်းကိုရေးမယ်ဆိုရင်ရေးလို့မလွယ်ဘူးစကားစာမတတ်ဘူးဆိုရင်ဒါပေမဲ့ဆရာကဒီအခက်ခဲတွေကိုသူကခရစ်တော်အတွက်မဟုတ်ခဲ့ရင်ဆိုတဲ့အရာနဲ့ပဲစဉ်းစားပြီးတော့မှဒီကျမ်းကိုလည်းဘာသာပြန်ခဲ့တယ်မြန်မာလူမျိုးတွေအလွယ်တကူဖတ်နိုင်အောင်ဘာသာပြန်ခဲ့တာဖြစ်တယ်နောက်တစ်ခုကခရစ်တော်အတွက်မဟုတ်ခဲ့ဘူးဆိုရင်ဆရာမှာသားသမီးတွေဇနီးတွေကိုဆုံးဖြတ်ခဲ့ဖို့ကအကြောင်းရှိဘူးသားသမီးတွေလည်းအမေရိကန်နိုင်ငံမှာတတ်နေလို့ရတယ်ခရစ်တော်အတွက်မဟုတ်ခဲ့ရင်ကျမတို့ကအခုချိန်မှာတမန်ကျမ်းစာကိုမြန်မာလိုလွယ်ကူကူလေးဖတ်နေရမှာမဟုတ်ဘူးနောက်တစ်ခုအင်္ဂလိပ်မြန်မာအပြီးတန်ကိုလည်းကျမတို့ယခုချိန်ဒီပညာရေးကဏ္ဍအခြားသောကဏ္ဍတွေမှာအသုံးပြုနေရတာဖြစ်ပါတယ်။ထို့အတွက်ကြောင့်မို့လို့ကျမတို့ကလည်းကိုယ့်ရဲ့ဘဝမှာဆရာယူရတဲ့လူမျိုးစွန့်လို့အနစ်နာခံစင်းနေတဲ့သခင်ခရစ်တော်ရဲ့မှုတော်မြတ်ထဲမှာသက်စွမ်းသလားပါဝင်စကအသုံးတော်ခံမှုလိုပါလေခရစ်တော်တော်တာမဟုတ်ခဲ့ဘူးဆိုရင်ကျမတို့ရဲ့ဘဝကဘာတမိုးရှိမှလဲဆိုတာကိုအချင်းချင်းပြန်လည်ပြီးဆွေးနွေးလို့ရတယ်။ကိုယ်အနေနဲ့လည်းရှိနေတဲ့အချိန်မှာခရစ်တော်တော်တာမဟုတ်ခဲ့ရင်ငါရဲ့ဘဝကဘာတမိုးရှိမှလဲငါဘာတွေလောက်ဆောင်လို့လို့လဲဆိုတဲ့အရာနဲ့ဆရာယူတတ်တယ်ကိုကျမတို့ဒီနေ့အတူယူပြီးတော့မှအရောက်စီတိုင်းတက်ရှင်သွားကြပါလို့အနေငယ်ပဲကျမရဲ့ခေါ်ချက်ရုပ်တင်ပြချက်ကိုရနာချင်ပါတယ်။နောက်ဆက်ပြီးတော့အရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။